ဘော်ဒါဒီအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် DaVinci Resolve ဒီ intro ပြီးတော့ဒီဆောင်းနေရှောင်းလေးတွေနဲ့ပတ်သက်တဲ့ဥစ္စာလေးတွေကိုဆက်ပြီးတော့ပြောသွားပါမယ်ဒီ DaVinci Resolve တုံးတဲ့အချိန်မှာနောက်ပိုင်းမှာဒီ software ရဲ့ tool တွေအများကြီးကိုလုပ်ကြည့်တရားလုပ်ကြည့်နောက်ကိုလိုချင်တဲ့ဥစ္စာတွေလုပ်ရင်းနဲ့မျက်စိလေးလမ်းမာကြတယ်ဖြစ်တယ်မေးတဲ့မေးခွန်းတွေတော်တော်များပါတယ်အဲ့ဒီအဖြစ်လေးတွေကိုမဖြစ်ရဒါပေမဲ့ Resolve ရဲ့အရေးကြီးတဲ့ဥစ္စာလေးတွေကိုပြောပြပါမယ်ဒီ video editing software တိုင်းမှာအခုဒီ proxy နဲ့တော့ဒီ DaVinci မှာဆိုရင်တော့အခုဆုံးသုံးလို့ဆို Optimize Media ပေါ့နော်သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီ editing software တိုင်းမှာသူ့ရဲ့ footage တွေထားတဲ့ folder တစ်ခုပေါ့နော်အဲ့ဒီ source folder အဲ့ဒီ folder ကဒီ media တွေကို software ကတွားပြီးတော့ဖတ်ပါမယ်ဖတ်ပြီးတော့မှကျွန်တော်ဒီသူ့ရဲ့ software ဒီ timeline မှာ display မှာသူကပြန်ပြီးတော့ display လုပ်ပေးရတာဖြစ်ပါတယ်အဲ့ဒီ link ကပြန့်သွားလို့ရှိရင်ဒီမှာသူကerror တက်လာတာပေါ့နော်အဲ့ဒီသဘောလေးတွေအများဆုံးကြုံရတယ်ဒါကရိုးရှင်းဆုံးပထမဆုံးအနေနဲ့ဘာဖြစ်လဲဆိုတော့ကိုရဲ့ media source file ကိုတခုပြင်တာသို့မဟုတ်နေရာရွှေ့လိုက်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မူလသူသတ်မှတ်ထားတဲ့နေရာကိုသွားဖတ်တယ်မတွေ့ဘူးဆိုလို့ရှိရင်သူကerror လာပြတယ်ပေါ့နော်ဒါလေးတွေကတော့အများဆုံးဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒီမှာcolor page မှာတွားပြီးတော့၎င်းเนาะ fusion မှာ၎င်းသူဟိုနည်းနေထည့်ထားလိမ့်မယ်အဖတ်တွေအများကြီးထည့်ထားလိမ့်မယ်အဖတ်တွေအများကြီးထည့်ထားပြီးတော့ဒီသူက runner cache လေးလောက်ထားမယ်ဆိုလို့ရှိရင်အဲ runner cache file မှာတွားပြီးပြင်တာတို့ပြတ်တာတို့တခုဖြစ်လို့ရှိရင်သူကဒီ software ကလည်းသူတခုမှားနေတဲ့အကြောင်းတွေပေါ့နော်အဲ့ဒါတွေဖြစ်တတ်တယ်နောက်တစ်ခုကဒီ cache file တွေကိုကောင်းကောင်းမရေးထားလို့ရှိရင်လည်းသူကဒီမှာ error တက်တယ်အဲ့တော့ဒီမှာအဲ့လို error တွေတက်ခဲ့ပြီဆိုရင်နံပါတ်1ပါသွားသိရမယ်ဆိုရင်ကျွန်တော်ဒီအခုဒါ solution screen monitor ပေါ့နော်ဒီ monitor screen မှာကျွန်တော်တစ်ခါလေးအောင်အနီရောင်ကြီးနဲ့ပြလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့မူရင်း file မှာ link ပြတ်နေတာလို့ကောင်းအဲ့ file ရဲ့ error တက်နေရတော့တခုကြောင့်ဖြစ်တတ်တယ်ဒါမှမဟုတ်လို့ရှိရင်သူဒီထဲမှာကျွန်တော်တို့ဒီ node base နဲ့ချိန်ထားတဲ့ထဲမှာတခုလောက်ထားမှာပြသားတဲ့ဥစ္စာတွေရှိလိမ့်မယ်ဥပမာ plugin တွေထည့်ထားတယ် plugin ကအဖက်ကိုသူယူသုံးထားလိုက်တယ်ဒါပေမဲ့အဲ့ plugin ကအလုံးမလုံးတော့တဲ့အချိန်မှာဒီ software ကတော့ဒီ plugin ရဲ့ function ကိုသူတော့ဖတ်တယ်ဖတ်လို့မရဘူးအဲ့ဒါမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဒီ cache file နဲ့ပတ်သက်လို့အခုအရေးကြီးတဲ့ဥစ္စာလေးပြောမယ်အဲ့ဒါဘာလဲဆိုဒီ playback ဆိုတဲ့ဒီ menu bar မှာနှိပ်လိုက်လို့ရှိရင်ဆိုတော့ဒီပထမဆုံးပေါ်လာတဲ့ optimize media ပေါ့နော် use optimize media ဆိုတာကကျွန်တော်ဒီဘယ် footage ပဲဖြစ်ဖြစ် DaVinci ကိုဆိုရဲကိုထည့်လိုက်လို့ရှိရင်သူကdecoding encoding ဆိုတဲ့ function ကိုလုပ်ရပါတယ်เนาะအဲ့ဒါဘာလဲဆိုရင်နားလည်အောင်ပြောရလို့ရှိရင်မူရင်းရိုက်လာတဲ့ video file ရဲ့သူ့ရဲ့ format ပေါ့နော်သူ့ရဲ့ format ရဲ့ဒီ file container တွေကိုသူကပြန်ပြီးတော့ဖြည့်ရတယ်ဖြည့်ပြီးတော့မှကျွန်တော်ဒီမျက်စိနဲ့မြင်လို့ရအောင် display တွေမှာသူကplay လို့ရအောင်အဲ့ format ပြန်လုပ်ပေးရတယ်ပေါ့နော်ဟိုမှာတော့ကင်မရာရိုက်တာတဲ့ဥစ္စာတော့ compress လုပ်ထားတဲ့အတွက်သူကထုတ်ပိုးထားတယ်ပေါ့အဲ့ဒါကိုပြန်ဖြည့်ရတယ်အဲ့လိုပြန်ဖြည့်တယ်ပြန်ထည့်တယ်ဆိုတဲ့ function ကို decoding နဲ့ encoding function လို့ခေါ်တယ်အဲ့ဒီဥစ္စာလေးကျွန်တော်ဒီ page မှာအသေးစိတ်ရေးထားတဲ့စာနဲ့ရေးပြီးတော့တင်ပြတာရှိတယ်ဘာလို့ဘလို့ခေါ်တယ်ဘာလို့ဆိုတာလေဒါကထားလိုက် optimize media ဆိုတာကအဲ့ဒီDaVinci Resolve timeline မှာရောက်လာတဲ့ media တွေကို DaVinci Resolve timeline မှာသူ့ရဲ့ DaVinci ရဲ့အတွင်းမှာပေါ့နော်ကောင်းကောင်းမွန်မွန်အဆင်ပြေစွာကျွန်တော်တို့လုပ်လို့ရအောင်သူ optimize လုပ်လိုက်တာပါအဲ့ media တွေကိုသူအဲ့ file တွေကို original file တွေကိုလုပ်လိုက်ယူပြီးတော့ optimize လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်လုပ်ထားလို့ရှိရင်သူကဒီ DaVinci Resolve ကမူရင်း file ကိုမသွားတော့ဘူးအဲ့ဒီကျွန်တော် project လုပ်နေတဲ့အချိန်ကာလအတွင်းမှာဒီ optimize file ကပဲသူကဖတ်တယ်ဒီ function လေးကို on မထားဘူးဆိုလို့ရှိရင်တော့သူကမူရင်း original file ကနေသွားဖတ်တဲ့အတွက်ကွန်ပျူတာအနေနဲ့ပို့ပြီးတော့အားဆိုင်ရတာရှိတယ်အဲဒီနောက်ကဒီမှာ proxy handling ဆိုတာရှိတယ်ဒီ proxy ခုနောက်ပိုင်းတော့ proxy နဲ့သုံးရတာ
များပါတယ်ကျွန်တော်လည်း proxy နဲ့ပဲသုံးတယ်အဲ့တော့ဒီ proxy handling မှာကျွန်တော်တို့ proxy လောက်ထားတဲ့ footage တွေအားလုံးကသူ file size လေးတွေကလည်းပြန်သေးသွားတယ်ဟိုနေပေါ့နော်ဒီ edit လုပ်တဲ့အချိန်မှာလည်းလွယ်ကူသွားတာပေါ့အဲ့ဒီဥစ္စာတွေကိုသုံးမလားပထမဆုံးကတော့လုံးဝမသုံးဘာမှမသုံးဘူးဆိုတဲ့ဥစ္စာပဲနော်နောက်ကတော့သုံးမယ်ပေါ့ဒုတိယဟာတော့ proxy file တွေကိုပဲသုံးမယ်ဆိုတဲ့ function မှာအလိုမှဒီကို color grading လုပ်တဲ့အချိန်မှာ original color ကိုကြည့်ကျင်တယ်ဆိုရင်တော့နောက်ဆုံးကဟိုကင်မရာကနေရိုက်ထားတဲ့ original ကိုပဲဆိုoriginal ကိုကြည့်ပြီးတော့သုံးမယ်ဆိုတဲ့ဥစ္စာကိုရွေးတာပေါ့နော်အဲ့ဒီဥစ္စာအရေးကြီးပါတယ်ဒီဥစ္စာက prefer proxy မှာရွေးထားတဲ့ねပေါ့နော်ကျွန်တော် proxy သုံးလဲဆိုတာဒါရွေးထားတဲ့လို့ရွေးကိုရွေးရမှာနော်အဲ့ဒါပြီးလို့ရှိရင်နောက်ဒီ timeline ပေါ့နော်ဒီ timeline နဲ့ပတ်သက်လို့ timeline ရဲ့ resolution ပေါ့နော်ဥပမာရိုက်တာ 4K နဲ့ရိုက်လာတယ် 4K နဲ့ရိုက်လာပြီးတော့ကျွန်တော် timeline မှာရောက်လို့ရှိရင်ကျွန်တော်တို့ edit လုပ်နေတဲ့အချိန်မှာ 4K အပြည့်ကြည့်စရာမလိုကွန်ပျူတာကိုပို့ပြီးတော့မြန်ဆန်အောင်လို့ကျွန်တော်တို့ဒီ timeline ရဲ့ resolution ကိုအခုတော့ full ရွေးထားတယ်နောက်တော့ half နော်တဝက်ကိုပဲကျွန်တော်ကြည့်မယ်နော် quarter လေးပုံပုံတစ်ပုံကိုကြည့်မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ရွေးလို့ရတယ်နောက်အဲ့ဒါပြီးလို့ရှိရင်ဒီ runner cache ပေါ့နော်အခုတော့ none လောက်ထားတယ်ဒီ runner cache ကဘာလဲဆိုတော့ကျွန်တော်ဒီ timeline မှာရှိနေတဲ့ footage တွေကိုကျွန်တော်တို့ playback လုပ်လိုက်တဲ့အချိန်မှာသူကမူရင်း file ကိုမတွားတော့ဘဲနဲ့တစ်ခါ playback လုပ်ပြီးကျွန်တော်တို့ cache ဖမ်းထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ရေးထားတဲ့ cache file ရေးထားတဲ့ file ကအချက်လက်ကိုပဲသူကလုပ်တဲ့အတွက်ဒီ timeline ကအရင်မြန်သွားတယ်ပေါ့နော်ကိုကွန်ပျူတာအားကောင်းနေတော့ထားလိုက်ပြဿနာမရှိဘူးနမ်းမှလုပ်လို့ရတယ်ကွန်ပျူတာအားမကောင်းတဲ့အချိန်မှာကိုအလုပ်တဲ့အချိန်မှာလင်းမြန်မြန်လုပ်နိုင်အောင်သူက function runner cache မှာ function ရှိတယ်လုံးဝမသုံးဘူး cache file မသုံးဘူးဒီတိုင်းပဲသွားပါစေဆိုတာလုပ်တာရှိတယ်နောက် smart ဆိုတာကသူ smart ကိုရွေးထားလို့ရှိရင်ဒီ footage မှာကိုကဘာပဲပြင်လိုက်လို့ရှိရင်သူကအဲ့ cache file auto ပြန်ရေးတယ်ပေါ့နော်နောက် user ကိုရွေးထားလို့ရှိရင်တော့သူကဒီ timeline မှာဒီ cache ရေးမယ်မရေးဘူးဆိုတဲ့ဥစ္စာကိုယ့်ပုံမှာမူတည်ပြီးတော့သူကကိုက comment ပေးတဲ့အတိုင်းသူကလုပ်တာပေါ့နော်အဲ့ cache နောက်ကဒီ delete runner cache ဆိုတာတချို့ folder တွေကကိုကပြင်တာအဆင့်တွေများသွားပြီပထမကို file ထည့်ထားတယ်အမကြိုက်ဘူးဆိုအဲ့ file ဖြုတ်လိုက်တယ်ဒါပေမဲ့ cache file မှာရေးထားပြီးသားဖြစ်တယ်နော်အဲ့လိုပဲ color grading color correction လုပ်ထားတဲ့အချိန်မှာအကိုမကြိုက်ဘူးဆိုနောက်တစ်ခုလုပ်လိုက်နောက်တစ်ခုပြင်လိုက်လို့ရှိရင်ဒီ cache file ကသူကတော့ပေးတဲ့လုပ်တဲ့ function တိုင်းကိုထပ်ပြီးတော့ရေးနေမှာပဲအဲ့တော့ cache file တွေကအကြီးကြီးဖြစ်လာတယ်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာမှာ hard disk မြန်ပြည့်သွားတယ်မြန်ပြည့်သွားမယ်ကိုကမလိုအပ်ဘူးမလိုအပ်လို့ရှိရင်ဒီ cache file တွေကို delete လုပ်ပေးရတယ်ဒီ runner cache file တွေနော်အဲ့တော့အားလုံးကို delete လုပ်မလားနော်မသုံးတဲ့ဟာတွေကို delete လုပ်မလားဒါမှမဟုတ်ကိုရွေးထားတဲ့ဒီဥစ္စာကိုကိုယ်တိုင်လည်းသိတယ်ဒီဥစ္စာကတော့ငါလောက်ထားတာများနေပြီထက်ကလည်းဖြစ်နေပြင်လာလည်းများနေပြီဆိုပြီးတော့အဲ့ click ကို select လုပ်ပြီးတော့အဲ့ select လုပ်ထားတဲ့ selected click ပေါ့နော် select လုပ်ထားတဲ့ click ကိုပဲ delete လုပ်မလားဆိုတာကိုရွေးပြီးတော့ delete လုပ်ရပါတယ်ဒါပေမဲ့လို့ project တစ်ခုကိုကစိတ်ကြိုက်ဖြစ်ပြီးသွားပြီနော်ကိုယ့်ရဲ့ကို editor လုပ် edit လုပ်တာရဲ့ကိုယ့် producer ဘာညာပေါ့နော်ကို client ကကြည့်ပြီးတော့ဒါကြိုက်သွားပြီဒီ effect တွေလုပ်သွားပြီဆိုရင်တော့မဖြစ်မနေကျွန်တော်တို့ runner cache ရေးတာကပိုကောင်းပါတယ်အဲ့တော့ဘာဖြစ်လဲဆိုရင် runner cache ရေးထားတဲ့အတွက် runner လုပ်တဲ့အချိန်မှာ runner time တူတယ်မြန်ဆန်ပြီးသွားတယ်ပေါ့နော်အဲ့ဒီအနေအထားရှိတယ်နောက်ဒီ manage runner cache ကိုကျွန်တော်တို့ click လုပ်လိုက်ရင်ဒီ window ထွက်လာတယ်ပေါ့နော်ဒီ window ထွက်လာတော့ပထမဆုံးကတော့ဒီ location ပေါ့ခုလက်ရှိ project ရဲ့ location မှာညာကိုပြထားတယ်အဲ့တော့ဒီထဲမှာကိုကကြည့်ကျင်တဲ့ file တွေနော်တကယ်လို့ဒီ location က local မှာမဟုတ်ဘူး hard disk မှာဆိုရင်လည်းexternal hard disk မှာဆိုလို့ရှိရင်တော့လကောင်း network မှာတော့လကောင်းအဲ့ဒါဒီမှာ location ကိုကျွန်တော်တို့ဒီကနေပြီးရွေးလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါဒီ project library ပေါ့နော်ဒါလည်းကိုယ့်အကိုဘယ်မှာဆိုတာတိကျသွားတာလုပ်လို့ရတယ်ဒါပေမဲ့အခုကတော့ all လုပ်ထားတော့အကုန်လုံးပေါ်နေမှာပေါ့နော်အဲ့တော့ဒီမှာကဟိုအရေးကြီးတာကဒီနောက်မှာဒီ runner cache file တွေနော်ဒီ cache file တွေကျွန်တော် delete လုပ်ထားတဲ့ဒီ project တွေတော့ရှိတယ်ဒါပေမဲ့လို့ကျွန်တော် cache တွေကို cache file တွေကို delete လုပ်ထားတယ်ဒါပေမဲ့လို့ဒီမှာဆိုလို့ရှိရင်ဒီ project ပေါ့နော်ဒီ project ဆိုလို့ရှိရင်သူ့မှာရှိတယ်ဒီ cache file ရဲ့ဟိုနေပေါ့ size ရှိတယ်ဒီအောက်မှာတစ်ခု size ရှိတယ်ဒါဆိုလို့ရှိရင် 1.7 terabyte တောင်ရှိနေတယ်နော်ဒီ cache file ကနော်
အဲ့ဒီဥစ္စာကဒါအပြင်ကလောက်ထားတဲ့အပြင် project ပါနော်မလာသေးဘူးပါဒီလုံးမှမလုံးမှမသိဒါပေမဲ့ computer မှာတော့ခဏတင်ထားတယ်အဲ့ကျွန်တော်ဒီ cache file ကို delete လုပ်လိုက်လို့ရှိရင်အဲ့ဒီ project ကဟိုလောက်ထားတဲ့မြတ်ကအကုန်လုံးကသူမှတ်ထားတာမရှိတော့ဘူးပေါ့နော် cache file မရှိတော့ဘူးအဲ့တော့ဒီ window ကဟိုအမြဲတမ်းသတိရဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်စောစောလို့ project မှာ error တက်လာတယ် project export ထုတ်လို့မရဘူးတွေเนาะ playback တွေအဆင်မပြေတာတွေအဲ့လို error တက်လာတဲ့အချိန်ရောက်လို့ရှိရင်ဒီမှာလာပြီးတော့ရှင်းရပါတယ်เนาะအဲ့တော့ဒီကိုလက်ရှိလုပ်နေတဲ့ error တက်နေတဲ့ဥစ္စာမှာကျွန်တော်တို့ကဒီတစ်လေးလုပ်လိုက်ပဲတစ်လေးလုပ်လိုက်တာနဲ့အတွက်ဒီမှာ clear selected cache ဆိုပြီးတော့ဒီကျွန်တော်တို့ရွေးထားတဲ့ဥစ္စာကိုပဲသူကအဲ့ cache တွေကိုသူက clear လုပ်ပေးမှာပေါ့နော်အဲ့လို clear လုပ်ပေးတာမျိုးရှိတယ်အဲ့တော့ဒါကဒီ DaVinci software ကနေပြီးတော့သွားပြီးတော့ဟိုရှင်းတဲ့ဥစ္စာပေါ့နော်အဲ့လိုရှင်းပလိုက်ပြီးတော့ရှင်းပလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ခုနလိုပေါ့ smartတော့လကောင်း user တော့လကောင်းကျွန်တော်ဒီ runner cache ကိုပြန် run ပေးလိုက်ရပါတယ်နော်မ run မဲ့နဲ့ကိုသွားလို့ရှိရင်တော့ဒီကောင်က cache file နေမှာရှိပဲနဲ့အဲ့ဒီကနေ reading ပြန်မလုပ်ပဲနဲ့original file ကနေပြီးသူ communicate လုပ်ပြီးတော့လုပ်မှာပေါ့နော်အဲ့တော့ computer ရဲ့ဒီအစိတ်ပိုင်းနေ processor တို့ဒီ GPU တို့သူတို့ run ရတဲ့နှုန်းကပို့ပြီးတော့အလုပ်လုပ်ရတာပိုများတာပေါ့နော်အဲ့ဒီဥစ္စာလေးတွေကိုဟိုစိတ်ကူးထဲမှာအများတန်းရှိထားပါနော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ခုနပြောမယ်ဒီမှာကဒီ user ဆိုတဲ့ဥစ္စာပေါ့နော် user ကိုရွေးထားလို့ရှိရင်သူကဘယ်လိုမဖြစ်ဘူးဟိုဒါလိုက်တန်းပြီးတော့ cache မလုပ်ဘူးဒီကနေပြီးမှကျွန်တော်တို့ခုနေလောက်ရပါတယ်ဒီကိုရွေးထားတဲ့ဥစ္စာရဲ့ဟို right click နှိပ်လိုက်ပေါ့နော် click ကိုဒီမှာကိုရွေးလို့ရတယ်ပေါ့နော်ဘယ်ဥစ္စာတွေကိုဘာလုပ်မလဲ cache file ကိုရေးမယ်ဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒီ function ဒီမှာရှိပါတယ်နော်အဲ့ဒါရေခုနဟိုလေးကိုပြမယ် smart ကိုရွေးထားလို့ရှိရင်နော်ဒီ runner cache ကိုကျွန်တော်တို့ smart ရွေးလိုက်တာနဲ့တော့ဘာဖြစ်လဲဆိုရင်ဒီပေါ်မှာဒီအနီလေးတွေတွေ့လာအနီ line လေးတွေတွေ့တယ်အနီ line လေးတွေက cache သူဘုံလေးလုံနေတာပါအဲ့ဒါပြီးသွားလို့သူ runner cache ရေးဖို့လိုအပ်တဲ့ဥစ္စာတွေပေါ့နော်အဲ့ runner cache ရေးဖို့လိုအပ်တဲ့ဥစ္စာတွေကသူတဖြည်းဖြည်းနဲ့သူကဟိုအပြိုင်အောင်ဘက်ကိုပြောင်းသွားလိမ့်မယ်သူ runner cache ရေးပြီးတာနဲ့သူကအပြိုင်အောင်ဘက်ကိုပြောင်းသွားတာပါနော်အဲ့ဒါဆိုလို့ရှိရင်သူကတစ်ခုလုံးကိုဘယ်ကောင်မှာ cache ဖမ်းထားတယ်ဘယ်ကောင်မဖမ်းထားသေးဘူးဆိုတဲ့ဥစ္စာကိုသိတာတယ်ပေါ့နော်ဥပမာဒီကောင်ကိုကျွန်တော်တို့ကဒီ delivery မှာကြည့်လိုက်လို့ရှိရင်လေသူ runner cache မဖမ်းသေးတာနဲ့ဖမ်းတဲ့ဥစ္စာနဲ့ပြီးရင်ဒီမှာပြနေတာရှိပါတယ်နော်အဲ့ဒါလေးတွေကိုသတိထားကြည့်လို့ရအောင်ပေါ့နော်အဲ့ဒါလေးတွေကဒီ runner cache ဖမ်းမှုလိုနေတဲ့ဥစ္စာလေးတွေပေါ့နော်အဲ့ဒီကောင်cache ရေးပြီးသွားလို့ရှိရင်ဒါအပြာရောင်ဖြစ်သွားတယ်အပြာရောင်ဖြစ်သွားတဲ့အညီဒီကောင်ကလည်းဟိုချိုးရှူပေါ့နော်အဲ့လို playback လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါအရေးကြီးတဲ့တစ်ချက်ပါနောက်တစ်ခုကအရေးကြီးတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ project တစ်ခုကိုမတိဆောက်ခင်ပေါ့မတိဆောက်ခင်ကို project ကဘာနဲ့သွားမယ်ဆိုတော့နော်ဟိုဆုံးဖြတ်ချက်ပေါ့နော်အဲ့တော့ကို client နဲ့ညှိမယ်ဒါမှမဟုတ်ကိုပိုင်းဆိုလို့ရှိရင်လေဒီ display ဘိုင်းမှာဘာနဲ့သွားမယ်ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဥစ္စာကဟိုအရင်ဆုံးလုပ်ရပါတယ်เนาะလုပ်ပြီးမှအဲ့ဒါကိုဥမာပြရင်နောက်တော့ project အသစ်တစ်ခုလုပ်လိုက်မယ်เนาะအသစ်တစ်ခုလုပ်လိုက်မယ်ဒီမှာ new project လုပ်လိုက်တယ်ဒီဟာနဲ့ create လုပ်လိုက်တယ်ပေါ့เนาะ create လုပ်လိုက်လို့ရှင်ဒါလုံးဝဟိုနေပေါ့ဟို project စတော့မယ်ဆိုရင်ခုနကကျွန်တော်ပြောတဲ့ဥစ္စာက project setting ကိုအရင်သွားရပါတယ် intro မှာလည်းကျွန်တော်ပြောပြတယ်ဒီအောက်ခြေညာဘက်ပိုင်းမှာကျွန်တော်ဒီနောက်ဆုံးကဆက်သွားပုံစံလေးကိုနှိပ်လိုက်လို့ရှိရင်ဒါ project window ကိုရောက်ပြီပေါ့နော်ဒါကသူ့ရဲ့ DaVinci Resolve ရဲ့ default ပြတယ်နော် default ပြတဲ့အတွက်သူကကိုဘယ်လိုသွားမလဲနော်ကိုဘယ်လိုသွားမလဲဆိုတော့ခုဆိုလို့ရှိရင်1080HD ပေါ့နော်အဲ့ဒီဥစ္စာကိုဒီကနေပြီးတော့ကိုယ့်ရဲ့ resolution ကိုဒီကနေယူလို့ရပါတယ်နော်ဒီကနေတခါတည်းနဲ့ကျွန်တော်တို့ resolution ကိုရွေးထားလိုက်ရမယ်နော်ဒီ resolution ကိုရွေးပြီးရင်နော်နောက်တစ်ခါ display ပေါ့ display မှာကျွန်တော်တို့ဒီမှာ60/9ပေါ့နော်တမျိုးကြပုံစံရှိတယ်အဲ့ဒီဥစ္စာကိုဒီအပေါ်ကလေးကြည့်လိုက်ဒီကောင်လေးဒီ1920ရဲ့1080ရဲ့ဒီဟာလေးကို use vertical လို့ပြောင်းလိုက်လို့ရှိရင်သူကပြောင်းပြန်ဖြစ်သွားတာပေါ့နော်အဲ့ aspect ratio ကပြောင်းပြန်ဖြစ်သွားတဲ့အတွက်အထောင်လိုက်ပေါ့ portrait ပုံစံမျိုးနဲ့ landscape နဲ့ portrait ကိုဒီမှာချိန်နေပေါ့နော်ကိုဘယ်လိုလုပ်မလဲဒါဘာဖြစ်လို့လဲဆိုတော့ခုခေတ်က
ဒီ phone case ဆိုတော့ phone screen နဲ့light ဖက်ညီတဲ့ဟာမျိုးလုပ်ချင်ရင်ဒီမှာလုပ်လို့ရတယ်နော်ဒီအကောင်လေးကနေ setting လုပ်တာနောက်ရေးကြည့်တာတစ်ခုကဒီ timeline တစ်ခုလုံးကိုသွားမဲ့ project တစ်ခုကိုဘယ် frame rate နဲ့သွားမလဲပေါ့သူက default ကကျွန်တော်တို့ဒီ24 frame နဲ့သွားထားတယ်ပေါ့နော်ဒါ cinema ဒီ play တဲ့ standard frame rate ပေါ့နော်အဲ့ဒါဟိုဒါပေမဲ့အများဆုံးအပြင်ဒီမှာသုံးလေးရှိတာက30 frame rate သုံးရတယ်ပေါ့နော်30 frame ဆိုရင်ဒီမှာပဲတစ်ခါလေးပြောင်းသွားပါနော်ဒီကနေပြီးတော့နောက်မှ project စပြီးလုပ်ပြီးမှဒီ frame rate ကကျွန်တော်တို့ပြောင်းလို့မရတော့ဘူးပေါ့နော်ပြောင်းလို့မရတော့ဘူးဟို gray out ဖြစ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ24 frame ရေးထားတယ်ပေါ့နော်ဒီ playback screen မှာတော့ဟို edit လုပ်နေတဲ့ screen မှာတော့ကျွန်တော်တို့ playback ကိုဘယ် frame rate နဲ့ကြည့်မယ်ဆိုတဲ့ဥစ္စာဒီမှာရွေးလို့ရတယ်ဒီကောင်ပြဿနာမရှိဘူးဒါပေမဲ့ဒီကောင်လေးကကျွန်တော် project ကို save လုပ်ပြီးသွားလို့ရှိရင်သူကအတိုင်းအသေးဖြစ်သွားတယ်နော်အဲ့တစ်ချက်ဟိုသတိထားရမယ်နော်နောက်တစ်ခုက video monitoring ပေါ့ monitoring ကဒီကျွန်တော်တို့ဒီ timeline ပေါ်မှာ play နေတဲ့အချိန်မှာ video ကိုဘယ်လို resolution နဲ့ကြည့်မယ်ဆိုတာကိုလည်းဒီမှာ setting လုပ်ထားလို့ရတယ်ပေါ့နော်အဲ့ setting ကဟို video resolution နည်းနည်းနဲ့ကြည့်မလားမြင့်မြင့်နဲ့ကြည့်မလားဆိုတော့ပုံစံပေါ့ဟို 4K နဲ့လုပ်ထားလို့ 4K နဲ့ပဲကြည့်မယ်ဆိုရင်လည်း 4K ရွေးလို့ရတယ်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုနိုင်တဲ့ကိုဆက်ကနိုင်တဲ့အခြေအနေလောက်ကိုကြည့်လို့ရတယ်နော်အဲ့ဒီဥစ္စာနောက်တစ်ခါ format ပေါ့နော် format ကဘယ်လောက်နဲ့ကြည့်ရသွားမယ်ဆိုတဲ့ဥစ္စာလေးဒီမှာချိန်ရတယ်အဲ့တော့ဒီမှာအရေးကြီးတာခုနဟိုကျွန်တော်ဒီ project ကဒီ runner cache တွေပေါ့နော်အဲ့ဒီဥစ္စာတွေကဘယ်မှာသွားရမလဲဆိုရင်ဒီမှာရှိပါတယ် optimize media and runner cache ဆိုတဲ့ဒီကောင်အဲ့ဒီရဲ့အောက်ကဒီမှာ proxy media resolution ကကျွန်တော်တို့ဒီခုနရှေ့မှာဟို edit လုပ်တဲ့အချိန်မှာကျွန်တော်တို့က proxy လုပ်လိုက်တယ် proxy လုပ်တယ်သို့မဟုတ် optimize လုပ်လိုက်တယ်ပေါ့နော်အဲ့ဒီလုပ်လိုက်တာကမူရင်းက 4K ထားပါတယ် 4K ကိုကျွန်တော်တို့ resolution အသေးလေးလုပ်ပြန်ပါအသေးလေးလုပ်တော့ဘယ်လောက်သေးအောင်လုပ်မလဲဆိုတဲ့ဆုံးဖြတ်ချက်ကဒီမှာလုပ်ရပါတယ်အဲ့တော့အဲ့ဒီကောင်ရဲ့ဥစ္စာကသူ original ဟိုအတိုင်းပဲပြန်ပြီးတော့ proxy လုပ်မလားဟာဒါဆိုလို့ရှိရင်ဘာထူးသေးလဲပေါ့ငါကို original က 4K ဆိုရင်ဒီ proxy လုပ်လိုက်တော့လဲ original ဆိုမဟုတ်ဘူးအဲ့ထဲမှာက proxy လုပ်လိုက်တဲ့အတွက်ဒီ software ကနေပြီးတော့သူ့ကို handling ဟိုကင်တွယ်ဖြည့်ရှင်းတဲ့အချိန်မှာလိုအပ်တဲ့ဥစ္စာတွေထပ်ထည့်ပေးထားတယ်နော်အဲ့ဒီ resolution ရဲ့တစ်ဝက်ကိုလုပ်မလားနော်၄ပုံတစ်ပုံလုပ်မလား၈ပုံတစ်ပုံလုပ်မလားနော်ကိုယ်စက်ကတိတ်ပြီးတော့ဟိုနေဖြစ်နေရဆိုရင်တွက်ချင်းနဲ့တိတ်စက်ကိုတက်တာစီခြင်းနဲ့ဆိုရင်တော့ကိုကြည့်ရတာတော့နည်းနည်း blurring ဖြစ်မှာပေါ့နော်အဲ့မှာသူက16ပုံတစ်ပုံထိလုပ်လို့ရတယ်ပေါ့နော်ဟုတ်တယ်မလားဒါမှမဟုတ်ရင်ဒီ DaVinci Resolve ကမင်းမသဘောမင်းသဘောဆိုပြီးတော့ဟို automatic လောက်ခိုင်းတာလည်းရှိတယ်နော်အဲ့ပုံစံမျိုးပေါ့နော်ခုကတော့ automatic မှာရွေးထားတယ်ပြီးရင် proxy media ရဲ့ format value format မျိုးနဲ့သွားမလဲဆိုတဲ့ဥစ္စာတွေပေါ့နော်ဒီမှာသူရွေးလို့ရတယ်ပေါ့နော်ဒီဥစ္စာတွေကများသောအားဖြင့်ဒီ 264 ပေါ့နော်ဒီ444တွေတော့မရွေးတာကောင်းပါလေဘာဖြစ်လို့ဆိုဆက်ပို့ပြီးတော့ဟိုအလုံးများမှာဆိုလို့ပေါ့နော်ဒီမှာတော့ဒီဟာနဲ့ HU ဒီကောင်လည်းကောင်းပါတယ် DNA HR နော် HU အဲ့ဒီကောင်ကျွန်တော်အဲ့ဒါသုံးတယ်နော်ဟိုဖြစ်တာပေါ့ဟို quality လည်းကောင်းတယ်သူ set နဲ့လည်းသူနဲ့ပို့ပြီးတော့ familiar ဖြစ်တယ်ပေါ့နော်အဲ့ဒါဒီကောင်ရဲ့ optimize media ရဲ့ resolution နော်ဒီကောင်ကဒီအပေါ်က proxy နဲ့အတူတူပဲဒီကောင် optimize လုပ်တာဒါက proxy လုပ်တာနော် optimize လုပ်တာတော့သူ့ရဲ့ DaVinci ရဲ့ဒီ proxy function မပါခင်ကတည်းကသူကရှိနေတာသူကတော့ file တွေကိုအဲ့လိုပေါ့သူနဲ့ဟိုလို့အဆင်ပြေတဲ့ပုံစံမျိုးကိုလုပ်တဲ့ဥစ္စာအတူတူပါပဲနော်အဲ့တော့အဲ့ဒီတက်ပို့အရေးကြီးတာနောက်တစ်ခုက working folder စောစောကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဒီ cache တွေကို delete လုပ်တာနော်ဟိုနဲ့လုပ်တာ repair လုပ်တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ computer hard disk မှာများသောအားဖြင့်ကိုသွားတဲ့ဒီ folder တွေကဘယ်မှာထားမယ်ဆိုတဲ့ပုံမှာမူတည်တယ်နော်ဒီ folder တွေကိုထားတဲ့နေရာမှာလေကျွန်တော်တို့ကဒီ computer နဲ့ computer hardware နဲ့ပတ်သက်လို့ရတော့ကျွန်တော်တို့ဒီ computer ID time ဆိုတော့ bus lane တွေလို့ခေါ်တယ်နော်ဒီ computer ရဲ့အထက်မှာ CPU ကနေပြီးတော့ကျွန်တော်ဥမာ RAM ကိုနော် RAM နေပြီးတော့ဒီနောက်သူတို့ဖတ်မဲ့နေရာတွေ data တွေတည်တာယူတာတွေကို bus နဲ့ပြောတယ်နော်အဲ့တော့ bus lane
ကောင်းတဲ့ဥစ္စာပေါ့နော် communication ကောင်းတဲ့နေရာတွေမှာထားတဲ့တယ်နော်ဒီတချို့တော့ hard disk ကိုယ်တိုင်က hard disk မှာလည်းသူ့ရဲ့ speed ရှိတယ်သူ့ရဲ့ memory ရှိတယ်အဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီနေရာမကောင်းတဲ့နေရာမှာ communication မကောင်းတဲ့နေရာမှာကျွန်တော်တို့ဒီ media ဒီ proxy တွေproject media file တွေကိုထားမယ်ဆိုလို့ရှိရင်ဒီ DaVinci Resolve ကကိုလုတ်လိုက်တဲ့ function တွေကအဲ့ဒီကနေသွားပြီးတော့ data တွေသွားယူရတာယူတဲ့အချိန်မှာလမ်းမကောင်းဘူးဆိုရင်နှောင့်နှေးကြန့်ကြာမှုဖြစ်တယ်အဲ့လိုနှောင့်နှေးကြန့်ကြာမှုမဖြစ်အောင်မြန်အောင်အဲ့ဒီ bus lane တွေ computer ရဲ့ bus lane တွေကိုလည်းအဓိကထားရပါတယ်အဲ့ computer ဝယ်တဲ့အခါရွေးချယ်တဲ့အခါမှာလည်းသူ့ရဲ့bus lane ရဲ့condition တွေကိုထည့်ပြီးတော့စဉ်းစားသင့်တယ်ပေါ့နော် memory မှမဟုတ်ဘူး memory ကကိုကနောက်တပ်ပါတီတစ်ခုကနေစိုက်ထားတဲ့ memory card တွေကိုစိုက်ထားတယ် memory card ကအကောင်းဆုံးစိုက်ထားတယ်ဟာငါ CPU ကလည်းအကောင်းဆုံးရွေးထားတာပဲဘာလို့ငါ computer နေနေတာလဲဆိုရင်အဲ့ဒီ CPU ကလိုအပ်တဲ့ processing လုပ်ဖို့သွားတဲ့ bus lane ကနှေးနေရင်လည်းသူဘလောက်အလုပ်ကောင်းကောင်းမြန်မြန်လုပ်နိုင်ပေမဲ့လို့နှေးနေမှာပဲပေါ့နော်အဲဒီဥစ္စာကိုတတိယဖို့လိုတယ်အဲ့ဒီမှာပြောချင်တဲ့ point က working folder တွေကိုဒီမှာကိုကြိုက်တဲ့နေရာကိုသွားထားလို့ရတယ်ထားလို့ရတဲ့အတွက်ဘယ်နေရာမှာဘယ် project ရဲ့ဟိုနေကတော့ proxy file ကတော့ဘယ်နေရာမှာရှိတယ်ဆိုရင်စိုးစိုးကလို့ဒီကနေပြီးတော့ project ထဲကနေ DaVinci ကနေမရှင်းမနဲ့အဲ့ဒီမှာသွားပြီးတော့ proxy folder တိုင်းမှာသွားပြီးတော့အကုန် delete လုပ်ပလိုက်လို့လည်းရတယ်ကိုမလိုအပ်တဲ့ဥစ္စာတွေနော်တချို့တွေအပြင်ကနေပြီးလက်ခံနဲ့လုပ်ထားတယ်ဟာတွေရှိတယ် project တွေရှိတယ်အဲ့ project တွေပြီးသွားပြီအပ်ပြီးသွားရင်အဲ့ folder ရှိတဲ့ location ကိုသွားပြီးအဲ့ဒါတွေကိုရှင်းပြလိုက် computer အတွက်ကောင်းတာပေါ့နော်အဲ့တော့ဒီနေရာဥပမာထားပါလေဒီကောင်ကိုကျွန်တော်တို့ဒီ save လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီ project ကကျွန်တော်တို့နေဖြစ်သွားပြီပေါ့နော် save ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီဒါတွေကကျွန်တော်ဒီဘက်ကအားလေးတွေပြန်ပြီးပြကြလို့ဒီ cloud နဲ့ပတ်သက်တာတွေ image scaling နဲ့ပတ်သက်တာတွေဒါတွေကကျွန်တော် project လုပ်သွားရင်ပြန်ပြောသွားမယ်เนาะတစ်ခုက video အားကြီးရှည်သွားရင်လည်းကြည့်ရတဲ့ဒီအဆင်မပြေဘူးဖြစ်မယ်เนาะဒီ color management ပိုင်းမှာပါရင်ကြည့်တယ်เนาะဒီ general option ပါညာဆိုရเนาะ okay အဲ့တော့ဒီ project တစ်ခုမတိဆောက်ခင်ဒီဥစ္စာလေးတွေကိုရှောင်ရန်ဆောင်ရန်တတိထားဖို့ပြီးအခု video ကပြောပြလာဖြစ်ပါတယ်နောက်ဗီဒီယိုမှာခုလိုပဲပေါ့နော်ဘယ်ဟာပြီးမှပါသွားမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အရေးကြီးတဲ့ဥစ္စာလေးတွေကိုထုံလုပ်ပြီးတော့နောက်ဗီဒီယိုတစ်ခုလုပ်ပြပါမယ်ဒီဗီဒီယိုကိုဒီမှာပဲရပ်ပါတယ်အားလုံးကျေးဇူးတင်လို့မျှော်လင့်ပါတယ် bye bye